ငဆန်ရဲ့ဖခင်ကလည်းဒဏ်ရာတွေနဲ့လဲနေရကဆုံးပါသွားခဲ့တယ်ညီပြစ်သူကပျောက်နေတယ်လို့ငဆန်ကိုယ်တိုင်လည်းရှောင်ရှားနေရတယ်ကျူးကျော်ရံပြူလာသူမွန်တွေကိုခွဲမလွတ်နိုင်လူကွဲလာတဲ့မွန်စစ်တီတွေကိုလင်းလက်တယ်လို့ငဆန်တို့ចောင်းသားတို့စုဝင်ရောက်တိုက်ခိုက်တတ်တယ်အဲဒီတော့မှညီငယ်ရဲ့တရင်ကိုကြားရတယ်မော်ကြီးကဦးမင်းတိုက်ကိုတွားရောက်လှုပ်ချန်တော့မအောင်မြင်မဲနဲ့ဦးမင်းတိုက်ကကျင်းစာတိုက်တဲ့အတွက်ယူသွားတယ်ဆိုတဲ့တရင်ကြားတဲ့တရင်ကမခံမရနိုင်စရာမောင်ကောင်းကလေယုံကြီးရှင်ခွင့်ရခဲ့သည်မဟုတ်ဦးမင်းတိုက်ဆိုသူကဘိုးတော်လိုလိုဝိဇ္ဇာလိုလိုနာမည်ကြီးတဲ့မင်းဆရာတူဖြစ်နေတယ်လှုပ်ချန်လို့မရဘူးလို့ဆိုကြတယ်နဘူးတိတ်ကခြေပြားအထိနတ်ချင်းအင်းကိုတကူလုံးမဲနေအောင်မင်းကြောင်ထိုးထားပြီးအလွန်ဆွမ်းနေဆိုကြတယ်ဒီလိုပုဂ္ဂိုလ်ကိုမှသွားလှုပ်ချန်တဲ့73နှစ်သားငကောင်းကအနာတော်မှမသိနိုင်မဲနဲ့ဦးမင်းတိုက်ရဲ့ပြူစားခြင်းခံရလို့ဒဲချပြက်ပြီးတော့မှရွာစဉ်လှည့်လည်သွားလာနေရပြီဦးမင်းတိုက်ကိုငဆန်လွန်စော်မှစိတ်နာလာတယ်သို့တော်လည်းအစဉ်ချင်းမဲ့လှုပ်လို့မဖြစ်ဘူးငကောင်းလန်းစင်လိုက်သွားလိမ့်မယ်အတူပါចောင်းသားတွေကလည်းမွန်ရဲမက်တွေကိုသာတိုက်ခိုက်ရဲတယ်ဝိဇ္ဇရုံနဲ့တော့ဖက်ပြန်ခြင်းမပြုရဲကြဘူးငဆန်တယောက်သာကြံစီပြီးရှိနေပါတယ်ဦးစွာမိမိစီယာဘုံတော်ကြီးကိုလိုက်ရှာတယ်သူ့ရဲ့ကိုယ်ဘောကဘလူးအေးနေကိုတိတ်တိတင်ပေးဖို့ဖြစ်ပါတယ်သို့တော်လည်းဆရာတော်ကဘုရားတရားမြဲဖို့ကိုသာဆုံးမလွှတ်လိုက်တယ်ရန်ကိုအောင်လို့တော့သတိသစ္စာသမားကြီးရှိရမယ်လို့သင်ကြားပေးလိုက်တယ်ညင်ထက်မြက်တဲ့ငဆန်ကဒီလောက်နဲ့လုံလောက်ပါပြီဦးမင်းတိုက်ကိုလှုပ်ချံမှုအစီအစဉ်ဆွဲရတယ်မတင်မရှာသွားလာပြီးသတင်းစုံစမ်းရတယ်ကြိုတင်ပြင်ဆင်ရတယ်ထက်ထက်လေ့ကျင့်ရတယ်ဘလို့ကြုံရင်ဘလို့လောက်ရမယ်ဆိုတာကိုအချိန်တိုင်းစဉ်းစားနေတယ်အလဟတ်တော့အသက်ကိုဆုံးရှုံးမခံနိုင်မပြည့်နိုင်လို့ဆိုကြတာကမှလောက်ရမှာဖြစ်တော့သူ့အဖို့လွန်စွာမှခက်ခဲနေတယ်ဦးမင်းတိုက်ရဲ့အားနည်းချက်ကိုရှားတယ်ဖြတ်တန်းခဲ့တဲ့ဗမာရွာတွေမှာမိမပြိုကလေးတွေကိုစော်ကားဖျက်ဆီးခဲ့တာတွေများကြောင်းကြားရတယ်ဒါကြောင့်မိမနဲ့ဖျက်လို့လည်းပြက်မဲ့သူမဟုတ်နိုင်မှန်းရေစားမိပါတယ်ဦးမင်းတိုက်တဲ့တကူကဘယ်အခါမှသီလရှိတဲ့ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကိုမတိပါမစော်ကားတဲ့သူဆရာဘုန်းကြီးစီကိုပြေးရပြန်တယ်ဦးမင်းသားရဲ့ဒိဋ္ဌံကြောင့်ပြောပြရတယ်ပါနေတဲ့ဆရာတော်ကလောကီကိစ္စမရှုပ်လို့ညင်းတယ်သူကမိစ္ဆာဆရာတွေရဲ့ဖြည့်ဆည်းမှုကိုရက်တက်မှုကဒီအချက်သာအဓိကကြပါကြောင်းနဲ့ပရိရဲ့လုံးဝသာလုပ်ပေးပါလို့ရှောက်တော့စဉ်းစားပြီးခေါင်းမယ်လို့ဆိုထားပါတယ်ဆရာဘုန်းကြီးရဲ့အန္တရာယ်ကိုကာကွယ်ဖို့သူလိုက်ခြင်းပေမဲ့ဆရာတော်ကခွင့်မပြုတပါးတည်းသာကြွသွားတော်မူတယ်အဲ့ဒီအချိန်ကနတ်ချစ်ဦးမင်းတိုက်ကအင်းဝါကအထက်တလားကိုလှည့်လည်သိမ့်ပိုက်ပြီးပြန်ဆောင်ဆင်းလာခြင်းဖြစ်တော့ဒီအချိန်မှာမလုံချင်ရင်ဟန်တာပရီနေပြီးတော့ကိုပြန်အောင်သွားတဲ့အခါဘလုံးမကြံစီလို့ဖြစ်နိုင်တော့မှာမဟုတ်ပါဘူးအချိန်ကအလွန်ကမှအရေးကြီးနေပြီဆရာတော်နဲ့ဦးမင်းတိုက်ကအေယာရီမြေပေးစကန်တနေရာမှာတွေ့ကြတယ်ဆရာတော်ကဦးမင်းတိုက်ကိုတကမြန်မာပြည်ကြီးကိုဖျက်လို့မဝသေးဘူးလားလို့ဆိုတယ်ဦးမင်းတိုက်ကခနဲ့ပြုံးလို့အစွမ်းစားရှိသူကအုပ်ဆိုးရတယ်အစွမ်းစားနေရင်ကြုံခံရတဲ့လို့ပြန်လျှောက်ပါတယ်ဒီလိုနဲ့စကားချေတင်ဆိုကြရကဦးမင်းတိုက်ကဒေါသထွက်လာပြီးတော့မှဟဲဒီဘုန်းကြီးအိုကြီးကိုတနာလို့လွှတ်လိုက်တာကိုမခန့်လေးစားနဲ့ကြောင်းပြောက်တာကိုမမှတ်ဘူးလားလို့ဆိုတယ်ဒီလောက်နဲ့တန်ပြီးလို့ဆရာတော်ကလည်းဖဲခွာခဲ့ပြီးဒီလိုဆိုတာကိုငဆန်ကိုပြန်ကြားတယ်အဲဒီကငဆန်ကသက်စာပြုတယ်ငါသည်လူမျိုးနဲ့ဘာသာတို့အသက်ပေးပြီးစောင့်ရှောက်မိငါဥတီချက်မှန်ခဲ့တော့ယခုအရေးအောင်မြင်ပါစေသူ့ရက်တီချက်မှန်ခဲ့ရင်သူကနိုင်စီအဲ့လိုမြေကိုလက်နဲ့ထောက်လိုက်စဉ်သူပုံအောင်ရတော့ကဒေါ်ကြီးမြန်မြန်မဟုတ်ဘဲနဲ့ဒေါ်တွေကကြီးပြတဲ့တော်နဲ့မြင်းဤတန်းနဲ့မြင်းခွာတန်းတွေကိုစူညံစွာကြားရတယ်မျောကြည့်ပြီးမတွေ့အဲ့ဒီညမှာပဲလောက်ချင်ရေးကိုအကောင့်ထဲပေါ်တော့တယ်